တနေ့မှာသိပ္ပံပညာရှင်တယောက်ကမွေဟောက်စီကနေအစိတ်တွေထုတ်ပြီးသူ့ရဲ့သားအရင်ဖြစ်သူဂျိမ်းစ်ရဲ့ကိုယ်ထဲကိုစမ်းသပ်မှုတစ်ခုအနေနဲ့ထိုးသွင်းခဲ့ပါတယ်။အဲ့ဒီညမှာပဲဂျိမ်းစ်ရဲ့မျက်နှာပေါ်ကအရေပြားတွေစတင်ကွာကျလာတာကိုသတိထားမိခဲ့တယ်။သူ့မျက်နှာပေါ်မှာထူးဆန်းတဲ့အပြောင်းအလဲတွေဖြစ်လာတာကိုခန်းစားလိုက်ရလို့သူ့အဖေကိုပြလိုက်တဲ့အခါမှာတော့သိပ္ပံပညာရှင်ကြီးကချက်ချင်းပဲကုသပေးခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ဂျိမ်းစ်ကတက်ခွဲကန်းကိုသွားပြီးနောက်ထပ်စမ်းသပ်မှုတွေမှာမပါဝင်နိုင်တော့ဘူးလို့ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေကသူ့စကားကိုလုံးဝနားမထောင်ခဲ့ပါဘူး။ဂျိမ်းစ်ရဲ့ကိုယ်ထဲကိုမွေစိတ်တွေအတင်းအဓမ္မထပ်ပြီးထိုးသွင်းခဲ့ပြန်ပါတယ်။အဲ့ဒီနောက်တော့ဂျိမ်းစ်ကိုတက်ခွဲကန်းထဲမှာတော့ခတ်ပိတ်လောင်ပြီးထွက်သွားခဲ့ပါတယ်။ဒီအချိန်မှာတော့ဂျိမ်းစ်ဟာသူ့ရဲ့ဖခင်ရင်းကိုပဲအရန်ကိုကြောက်ရွံ့လာခဲ့ပါပြီ။တလားလောက်ကြာသွားတဲ့အခါမှာတော့ဂျိမ်းစ်ရဲ့ခန္ဓာကိုယ်ဟာငွေတကောင်နဲ့လုံးဝကိုတူညီလာခဲ့ပါတယ်။ဒါတောင်မှသိပ္ပံပညာရှင်ကြီးကရက်မတန့်ပဲနေ့စဉ်ရက်ဆက်မွေစိတ်တွေကိုဆက်ပြီးထိုးသွင်းနေကြတော့မှာပဲ။ဒီတစ်ခါမှာတော့မွေစိတ်ရဲ့အာနိသင်ကအရန်ကိုပြင်းထန်လွန်းတဲ့အတွက်ဂျိမ်းစ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတဖြည်းဖြည်းနဲ့မွေဟောက်တစ်ကောင်ဖြစ်ကိုအသွင်ပြောင်းသွားခဲ့ပါတယ်။သူဟာခန္ဓာကိုယ်ဖွဲ့စည်းပုံကအစမွေတကောင်လိုအပြည့်အဝပြောင်းလဲသွားခဲ့တာပါ။သိပ္ပံပညာရှင်ကြီးကတော့ဒါကိုသေချာဂရုတစိုက်နဲ့စောင့်ကြည့်နေခဲ့ပါတယ်။မကြာခင်မှာပဲဂျိမ်းစ်ဟာမျက်လုံးပြတွေနဲ့အလွန်အန္တရာယ်များတဲ့မွေဟောက်ကြီးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။သိပ္ပံပညာရှင်ကြီးကတော့သူ့ရဲ့စမ်းသပ်အောင်မြင်မှုအပေါ်အရန်ကိုကျင့်တဲ့ဂုဏ်ယူနေခဲ့တာပေါ့။ဒါပေမဲ့ဇလန်းကဒီမှာနေမပြီးသွားပါဘူး။ဂျိမ်းဟာလူသားတစ်ယောက်ရဲ့တွေးခေါ်နိုင်စွမ်းတွေလုံးဝပျောက်ဆုံးသွားခဲ့ပြီးမွေဟောက်တစ်ကောင်ရဲ့ဗီဇစိတ်တွေပဲအပြည့်အဝလွှမ်းမိုးသွားခဲ့ပါပြီ။အဲ့ဒီမွေဟောက်ဗီဇစိတ်ကြောင့်ပဲဂျိမ်းဟာသူ့ရဲ့ဖခင်သိပ္ပံပညာရှင်ကြီးကိုရန်သူတစ်ယောက်လိုသတ်မှတ်ပြီးပေါက်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ပြင်းထန်လာတဲ့မွေစိတ်တန်ကြောင့်အဲ့ဒီသိပ္ပံပညာရှင်ကြီးဟာကိုလုတ်ခဲ့တဲ့အပြစ်နဲ့ကိုအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတော့တယ်။